အားလုံးမင်္ဂလာပါရှင်ဒီနေ့တော့သီးစုံပဲကလာဟင်းလေးလာပြီးတော့ရှက်ပြထားပါတယ်ဘဲဥလေးထည့်ထားတော့ပို့ပြီးတော့အရသာရှိပြီးတော့အရင်စားကောင်းတဲ့ပဲဟင်းလေးပါအဆုံးကြည့်ပြီးရင်လိုက်ချက်ကြည့်ကြပါနော်ပထမဦးဆုံးကလပ်ပဲချောင်းကိုရေစိမ်ထားပါမယ်တညလုံးရေစိမ်ထားရပါတယ်ဒါကတော့မကြီးမဲ့အနေငယ်ထဲမှာပါပြီးရင်တော့အသီးရွက်တွေလှီးပါမယ်ပဲသီးပါမယ်ရုံးနီတီးပါမယ်အသီးလေးကိုကြိုက်တဲ့အရွယ်တော်လေးလှီးထားလို့ရပါတယ်ပြီးရင်တော့အာလူတစ်လုံးထည့်ထားပါတယ်အာလူတွေကိုအခွံသေးရှာခွာပြီးတော့လေးစိတ်လေးတွေထိုးပြီးတော့စိတ်ထားပါတယ်ပြီးတော့ဒီဘက်ပုံမှာမြင်ရတဲ့အတိုင်းငရုတ်သီးပြီးလို့ရှိရင်ပြင်းတော့သိမ်ရွက်လေးလည်းထည့်ထားပါတယ်နောက်တစ်ခုကတော့ဖယုံသီးပါဖယုံသီးကိုလည်းအခွံခွာပြီးတော့အတုံးသေးလေးတွေတုံးပါမယ်ပြီးတော့ဒီဘက်ကခရမ်းကောင်းသီးအနုလေးတွေပါအသီးရွက်တွေလှီးနေတဲ့အချိန်မှာဘဲဥပြုတ်ထားပါမယ်ဒါကတော့ဘဲဥ10လုံးတုံထားပါတယ်ဘဲဥပြုတ်ချက်ပြီးဆိုရင်စပြီးတော့ရှက်လို့ရပါပြီပထမဦးဆုံးကြက်သွန်နီထောင်းထားတာကိုစီတက်ပါမယ်ကြက်သွန်နီကြက်သွန်ဖြူနဲ့ဂျင်းကိုအရင်ပပလေးလှီးပြီးတော့ထောင်းထားပါတယ်ကြက်သွန်နီကိုစနစ်မှုန့်နဲ့အရင်စီတက်ပါမယ်ပြီးရင်တော့ကြက်သွန်ဖြူထည့်ပါမယ်နောက်ဆုံးကြမှာဂျင်းကိုထည့်ပြီးတော့စီတက်တာဖြစ်ပါတယ်အယောင်လှအောင်လို့အယောင်တင်းမှုန့်လေးသုံးထားပါတယ်ရှင်စီတက်ပြီးတော့အသီးရွက်တွေအကုန်လုံးထည့်ပြီးတော့တစ်ခါထပ်ပြီးစီတက်ပါမယ်အသီးရွက်တွေထည့်တဲ့အခါမှာတစ်ခါတည်းစားဟင်းခမ်းမုံအရသာတွေတစ်ခါတည်းထည့်ပါမယ်နော်ထည့်ပြီးတော့မှစီလေးကိုသေချာတက်ပါမယ်အသားလေးကိုအရသာအသီးရွက်တွေကိုအရသာဝင်သွားအောင်ပါစောစောထည့်လိုက်တာကတော့မကြီးရည်လေးပါစားဟင်းခမ်းမုံတစ်ခါတည်းထည့်ပါမယ်ပဲဟင်းအရည်ထဲရောက်မှထည့်မယ်ဆိုရင်ဒီအသီးရွက်တွေစီမှာအရသာမရှိတော့ပါဘူးဒါကတော့ပြင်းတော့သိမ်လေးကိုကြော်ထားပါမယ်ပြီးရင်တော့မြုပ်သီး6တောင်လေးကိုကြော်ထားပါမယ်ရင်နွေးပွားအောင်တည်ထားပါမယ်ရင်နွေးပွားအောင်တည်ပြီးတော့ပဲကိုအရင်ထည့်ပြုတ်ပါမယ်ပဲထည့်ပြုတ်ပြီးတော့မှစီတက်ထားတဲ့အသီးရွက်တွေအားလုံးကိုထည့်ပြီးတော့ပွားအောင်ထားလိုက်ပါမယ်ဘဲဥထည့်ထားတာလေးကမပါလိုက်ပါဘူးပထမဦးဆုံးပိုင်းမှာဘဲဥထည့်ပါတယ်ဘဲဥထည့်ပြီးပြီဆိုတာနဲ့ကြော်ထားတယ်မြုပ်သီးကြော်လေးရဲ့ပြင်းတော့သိမ်မှုှလေးရဲ့ကိုထည့်ပြီးရင်တော့စားလို့ရပါပြီဒါလေးကတော့သီးစုံဘဲဥအရှင်ဟင်းလေးပါအရန်နဲ့စားကောင်းပါတယ်လှူစားကြည့်ကြပါနော်အဆုံးထိကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်